ခန္ဓာတက်လာရတဲ့ရည်ချက်လေးချက်လိုက် ဒီနေ့ခန္ဓာတက်လာတဲ့ရွေးချက်ကတော့ရွေးကောက်ပွဲကပြည်သူအတွက်တင်းအတွက်ဆိုတဲ့ဟာလေးကိုဒီမှာဒင်းသာရှင်းလင်းပွဲလုပ်တဲ့အတွက်လာပြီးတက်ရောက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာဟိုပါပေါ့လေဒီဆွေးနွေးပွဲမှာဆရာရဲ့ဒီဆရာသားဒီပွဲမှာဆွေးနွေးခွင့်ရမယ်ဆိုရင်ဆရာဆွေးနွေးမဲ့အချက်ဒါမှမဟုတ်ရင်ဒီဆွေးနွေးပွဲလုပ်သွားတဲ့အပေါ်မှာအမြင်ပေါ့ဆရာပါဖြစ်လို့ဒီရွေးကောက်ပွဲကပြည်သူအတွက်ဆိုတဲ့ဟာကဒါအရန်အရေးကြီးတယ်ပြည်သူတွေရဲ့စားဖို့နေရေးအရေးသုံးပါအားလုံးကိုဟာလားတဆင့်မြင့်မှုတခုလို့အခက်အခဲအကျက်တဲကနေပြီးတော့ရုံးထွက်နိုင်ဖို့အတွက်ကရွေးကောက်ပွဲအရန်အရေးကြီးပါတယ်ရွေးကောက်ပွဲကဒါလျင်ဟာလားဒီဂျူရီဂါဗန်းမန့်ကိုဖြစ်စေမယ်အဲ့ဒီအမှာ legitimacy ရှိတဲ့အစိုးရတရက်ပေါ်ပေါက်လာပြီးတော့အဲ့ဒီအစိုးရကလာလျင်ပြည်သူတွေရဲ့စားဖို့နေမှုအားလုံးကိုခက်ခဲနေတဲ့ဟာတွေကိုဖြေလျှော့နိုင်မယ်ဟာလားအခုခက်ခဲဖြတ်တန်းနေရတဲ့ကျုပ်တစ်လုံး450ဒေါ်လာ4500ကျော်ဖြစ်နေတာတွေအားလုံးဟာလင်ဂျင်တမီစီရှိတဲ့အစိုးရတက်လာတဲ့အချိန်ကျရင်ဒါတွေကအားလုံးဖြေလျှော့သွားပြီးတော့ပြည်သူတွေရဲ့စားဝတ်နေပြေလည်လာမယ်ဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲဒီပထမဆိုတာပြောကြားခြင်းပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီကနေ့လုံးတဲ့ပွဲမှာအခမ်းအနားမှာဒီမိကောက်ပွဲတွေတူတူဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်ဆရာအနေနဲ့ကျင့်နေမှုရှိတာဆရာပါအများကြီးကျင့်နေအားရပါတယ်